29 ရက်ဒီဇင်ဘာလ2025ခုနှစ်တနင်္လာအတွက် Universal Message ဟောပြီးမှာဖြစ်ပါတယ်ကျွန်တော်ပုံမှန်တိုင်းတင်ပေးနေကြမနက်တိုင်းပဲဖြစ်ဖြစ်တရက်ကျူပြီးတော့ညဘက်တွေပဲဖြစ်ဖြစ်တင်ပေးလေးရှိပါတယ်အခုကတော့29ရက်ဒီဇင်ဘာလ2025ခုနှစ်တနင်္လာရဲ့ကြော်ဖြတ်ရင်ဆိုင်ဖြတ်တန်းရမယ့် Universal Message ကိုဟောပြီးမှာဖြစ်ပါတယ်29ရက်နေ့ဒီဇင်ဘာလ2025ခုနှစ်မှာ Night of Swords ဆိုတဲ့ Tarot Namic နဲ့ Five of Cups ဆိုတဲ့ Tarot Namic ထွက်ပါတယ်29ရက်နေ့ဟာရုန်းကန်မှုလှုပ်ရှားမှုရှင်ပြိုင်မှုအားပြေးမှုတွေရှိနေပါတယ်ဘလို့အရာပဲလို့စိတ်မလောဖို့အတွက်လိုအပ်ပါတယ်အထိုက်အလျောက်အောင်မြင်မှုတွေရရှိစေနိုင်မယ့်နှစ်တစ်နှစ်လည်းဖြစ်ပါတယ်အတိုက်အခန်းအပြိုင်အဆိုင်အနှောက်အယှက်တွေကြားကနေအောင်မြင်မှုတွေရရှိမဲ့နေ့တစ်နေ့လည်းဖြစ်နိုင်ပါတယ်29ရက်နေ့မှာအကောင်းဆုံးကတော့စကားပြောဆိုတွေကိုဆင်ခြင်ရမယ်နောက်ပြီးတော့ကိုယ့်အတွက်စိတ်အနှောက်အယှက်စိတ်အခက်အခဲပြဿနာဖြစ်စေတဲ့လူပုဂ္ဂိုလ်အလုပ်ကိုင်းပတ်ဝန်းကျင်ကနေရုံထွက်သွားနိုင်မဲ့အခြေအနေမျိုးလေးတွေရှိပါလိမ့်မယ်29ရက်နေ့ဟာဘဝအတွက်အပြောင်းလဲကောင်းတွေဖြစ်ပေါ်စေနိုင်မဲ့နေ့တစ်နေ့လည်းဖြစ်တယ်လို့ရှင်ပြိုင်မှုတွေကြားထဲကနေအောင်မြင်မှုတွေရရှိမဲ့နေ့တစ်နေ့လည်းဖြစ်ပါလိမ့်မယ်နောက်ပြီးတော့ကိုယ့်ပေါ်မှာကိုချင်းစာစိတ်မရှိတဲ့သူတွေမေတ္တာစစ်မေတ္တာမှမပေးနိုင်တဲ့သူတွေရဲ့အပေါ်ရမျက်နှာဖုံးတွေကြွားကြသွားပါလိမ့်မယ်29ရက်နေ့မှာအဝါရောင်အချိုရည်ပဲဖြစ်ဖြစ်နော်အသီးဖြော်ရည်ပဲဖြစ်ဖြစ်ဒါမျိုးကိုဘုရားဆွမ်းတော်တင်ခြင်းဘုရားကပ်လူခြင်းပြုလုပ်ခြင်းဖြင့်တနေ့တာအတွက်ဝင်ရရစီရင်ပြုလုပ်နိုင်ပါတယ်အဲ့ဒီမှာအပြာရောင်ရှောင်ရပါမယ်အကောင်းဆုံးကတော့ကျွန်တော်တို့အနီရောင်နဲ့အစိမ်းရောင်တွေမဝတ်သင့်ဘူးအနီရောင်အစိမ်းရောင်လည်းရှောင်ရမယ်မဝတ်သင့်ဘူးအကောင်းဆုံးကတော့အဖြူရောင်နောက်ပြီးတော့ကျွန်တော်တို့အဝါရောင်ဒီလိုအရောင်တွေဟာတနေ့တာလုံးအတွက်အကျိုးပေးစေမယ့်အရောင်တွေဖြစ်ပါလိမ့်မယ်။ဘာပဲလို့သတိဝိရိယထားပြီးလုပ်ပါကျေးဇူးတင်ပါတယ်။